Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
ဆက်စင်ကြရမှာဖြစ်ပါတယ်အသိချင်းလုံးမဲ့
ပြိုင်နေသမဏေ30နဲ့ကဆက်ကမှာပဲဘောမောင်ဆက်ရောဆက်လက်စင်ကြလို့မနိုင်တော့တဲ့အတွက်ဒီပွဲမှာဒေါ်လေးအောင်ဒေါ်နာပွင့်တဲ့အနာရရှိကြောင်းကြေညာအပ်ပါတယ်ခင်ဗျာ